ဒီပေကားရာဆိုရဲ့ grammar လေးကကြတော့ဘယ်လိုအဓိပ္ပာယ်မျိုးလဲဆိုတော့နာနီနာနီရှိတဲ့ဝါဤခဲနိုင်ပေါ့နော်တခုခုကိုလုံးမဖြစ်ဘူးဆိုတဲ့အဓိပ္ပာယ်မျိုးရပါတယ်私တို့ဒီအရင်တုန်းကဘဲခုဆိုတဲ့ grammar လေးကိုလေ့လာခဲ့ကြရပေါ့နော်ဘဲခုကကြတော့လုတ်တင်နေဆိုတဲ့အဓိပ္ပာယ်ဒီအားကြောင့်သူ့ရဲ့ပြောင်းပြန်ဘဲကားရာဆိုမလုတ်တင်ဘူးလုံးမဖြစ်ဘူးဆိုတဲ့အဓိပ္ပာယ်လေးရှိမယ်ရှေ့မှာတော့ကြီးလျှော့ဖောင်လိုက်ပါမယ်အဲ့တော့ဖတ်ကြည့်ကြမယ်ဆိုလို့ရှိရင်ပန်ကီနူရီတာတဲ့စူဝါရုဘဲကားရာဆိုပြောချင်တာကတော့စေးတုပ်ထားပြီးကစားဖြစ်တယ်ထိုင်လို့မရဘူးနံပါတ်2ကရှီယူချီနီစုကီချူရှာဆူရုဘေခါရာစုဒီပုဂ္ဂလိကပိုင်နယ်မြေဖြစ်တဲ့အတွက်ကြောင့်ကားရက်လို့မရဘူး3番キャンパス内で許可なくポスターを貼るべからすဒီ campus အတွင်းမှာခွင့်ပြုချက်မရှိဘဲနဲ့ poster ကတ်လို့မရဘူးရုံးပန်ဆိုလို့ရှိရင်ခါကီကန်ကင်ခိုတဲ့ဝタバコを吸うべからすဒီမီးလောင်မှုကိုမီးညှိတဲ့ဥစ္စာကိုပေါ့နော်ပြင်းပြင်းထန်ထန်တားမြစ်ထားတယ်ဒီနေရာမှာဆေးလေးတောက်လို့မရဘူးအင်ရှူအွန်တန်ဝယူရိုစုဘဲကာရာဇာတို့ခိုးရတာဒီအရက်တောက်ပြီးတော့ကားမောင်းနေဆိုတာကခွင့်လွတ်ပေးလို့မရနိုင်တဲ့အပြုအမူဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ဘဲကာရာဆိုဘဲကာရာဇာတို့ဆိုပြီးတော့အနောက်မှာနံလေးနဲ့တွဲပြီးတော့လဲသုံးလို့ရတယ်ဆိုတော့ပြထားတယ်နော်အဲ့တော့ကြီးလျှော့ဖောင်ဘဲကာရာဆိုရဲ့အဓိပ္ပာယ်ကတော့တခုခုကိုလုံးမဖြစ်ဘူးရှိတဲ့ဝါဤခဲနိုင်ဆိုတဲ့အဓိပ္ပာယ်လေးပါနောက်ထပ်112ကကြတော့သာသာနာနီနာနီနိုမီဖြစ်ပါတယ်အဲ့တော့သူ့ရဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့ဟွန်တိုနီနာနီနာနီထားခဲ့တာတကယ်ကိုဒါလေးကပဲဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်အလယ်မှာဆိုလို့ရှိရင်သာသာနဲ့နိုမီရဲ့အလယ်မှာကြီးလျှော့ဖောင်လိုက်ရင်လိုက်မလိုက်ရင်နောင်းလိုက်ပါမယ်တဲ့ပြီးတော့ထားကိုထည့်သုံးလဲရတယ်ထည့်မသုံးလဲရတယ်一番をကြည့်မယ်ဆိုလို့ရှိရင်聞こえてくるのはただ増減を渡る風の音ののみだったကြားနိုင်နေတဲ့အရာလေးကဒီအတိုင်းမြက်ကင်းမြုံဖြတ်သွားတဲ့လေတံလေးပါပဲ2番本番まであと1週間皆さん今日は何も考えずにただ練習に励むのみですတကယ်အစိမ်းအထိရောက်ဖို့တပတ်ပဲလိုတော့တယ်အားလုံးပဲဒီနေ့အခုကတော့ဘာမှမစင်စားပဲနဲ့ဒီအတိုင်းလေ့ကျင့်တဲ့နေရာမှာစူးစမ်းရုံလေးပါပဲပြီးဇမ်ပန်ကကိုချီဘင်း수요케레바それでいいんじゃないですかဒီ coach ကပေါ့နော်နီးပြကအားကောင်းတယ်ဆိုလို့ရှိရင်အဲ့ဒါနဲ့ပဲရပြီမဟုတ်ဘူးလား수야사 노미가 오자の条件ではないお前はまだ何も分かっていないဒီအားကောင်းတယ်ဆိုတာကအိုဂျာရဲ့စီကံချက်မဟုတ်ဘူးအားကောင်းတယ်ဆိုတာလေးကပဲစီကံချက်မဟုတ်ဘူးပေါ့နော်နောက်ခမကဘာမှနားလည်မနေဘူးเนาะဆိုပြီးတော့ပြောထားပါတယ်နောက်ယူမန်ကကြတော့やるべきことは全てやったんでしょあとはただ結果を待つのみだねလုပ်တဲ့ຢာတွေကိုအားလုံးလုပ်ပြီးမလားကျန်တာကတော့ဒီတိုင်းရလက်ကိုစောင့်ရုံမင်းတော့ဆိုပြီးတော့ပြောထားတယ်အဲ့တော့သာနဲ့နိုမီရဲ့ကြားထဲမှာကြီးလျှော့ပေါင်းဒါမှမဟုတ်နန်လိုက်ပြီးသုံးလို့ရတယ်တကယ်ကိုဒါလေးပဲဆိုတဲ့အဓိပ္ပာယ်ဖြစ်မယ်ပေါ့နော်နောက်ထပ်နံပါတ်113ကိုကြည့်မယ်ဆိုလို့ရှိရင်ဂါယူရဲ့နိဆိုတဲ့ grammar လေးကိုတွေ့ရမှာဖြစ်တယ်ရှေ့မှာဖူစုကိလိုက်ပါမယ်တဲ့နာနာမဝတိနာနဲ့နန်နဲ့ဆိုရင်တော့အနောက်မှာဒေဟာရူလိုက်ပြီးတော့ဂါယူရဲ့ဆိုတာကိုလိုက်ပေးရမယ်အဓိပ္ပာယ်ဘယ်လိုလဲဆိုတော့နာနီနာနီတာမယ်နာနီနာနီခါရကွက်လက်တဲ့အတွက်ကြောင့်ဆိုပြီးတော့အကြောင်းပြချက်ကိုပြောတဲ့နေရာမှာသုံးတယ်သူကစကားတွေပါပြောတဲ့အခါမှာတော့ဒီဟာကိုသိပြီးတော့မသုံးဘူးပေါ့နော်စာစံနဲ့အသုံးလုံးဖြစ်ပါတယ်一番をファチメソルシン親は愛するがゆえに子供に厳しくすることもあるမိဘတွေကချစ်တဲ့အတွက်ကြောင့်မို့လို့ကလေးတွေကိုစီကံတင်ကြတာမျိုးတွေလည်းရှိပါတယ်ရှီဂျိုချောစာက不自分であったがゆえに大きな損失を出してしまったဒီမြို့တွင်စစ်ဆေးတဲ့ဥစ္စာကမလုံလောက်ခဲ့တဲ့အတွက်ကြောင့်အရှုံးတွေအများကြီးပေါ်ခဲ့ပါတယ်日本カワウソは毛皮が
薄しがゆえに乱獲され生滅してしまった。ဂျပန်ရဲ့ဖြန်ကသူ့ရဲ့အမွေးအမြင်တွေရေကုန်နေရပါတော့အရန်ကိုလှပတဲ့အတွက်ကြောင့်နံပါတ်5ကိုတရှိကြော်သွားရင်နော်ဟိုစာအုပ်အစ်မှာနံပါတ်5 3ဖြစ်နေလို့ပါ sorry ပါနော်နံပါတ်5ကိုကြည့်ပြီနော်ဂျပန်ဖြန်ကသူ့ရဲ့အမွေးအမြင်တွေပြီးလို့ရှိရင်တရေတွေကအရန်ကိုလှပတဲ့အတွက်ကြောင့်ရန်ကခုစားရဲဆိုတာက over fishing လောက်တာပေါ့နော်အရန်ကိုများများဆဆဖမ်းတာမျိုးတွေလုပ်ပြီးတော့မျိုးသုံးပြောက်ွယ်သွားခဲ့ပါလေနောက်ထပ်နံပါတ်3ကိုပြန်ကြည့်ပေးပါဝါကာဆာယူရဲ့နော်အာယာမချီအိုဟီတိုဝါနာကာနာကာမီတိုမေတာကာရာနိုင်မွန်လို့တာဒီငယ်ရွယ်တဲ့အချက်တောင်မှားတယ်ဆိုတာကိုလူတွေကသိပြီးတော့လက်မခံချင်ကြဘူးနောက်တစ်ခုကတော့ခါရဲဝါကိုကုမင်းတော်ရှင်ရိုင်းအိုဦးဝါウラキタそれゆえに権力の座を追われることとなったのである。သူကဒီတိုင်းသူပြည်သားတွေရဲ့ယုံကြည်ချက်ကိုတစ္ဆာဖောက်ခဲ့တယ်။အဲ့ဒီအတွက်ကြောင့်သူ့ရဲ့ယာဒူပါဝါရဲ့နေရာကိုအလူယူခံလိုက်ရပါတယ်။နောက်တစ်ခုက A equal B B equal C UN A equal C တဲ့အားလို့ဆိုပြီးတော့သင်ကြားမှာအများဆုံးသုံးတယ်ပေါ့နော်ဒီအသုံးနှုန်းလေးကို A က B B က C ဖြစ်တဲ့အတွက်ကြောင့် A ဒီစုနဲ့တူညီတယ်ဆိုပြီးတော့ပြောလို့ရပါတယ်အဲ့တော့ဖူစုကေဂါယူရယ်နော်ကွက်လက်တဲ့အတွက်ကြောင့်စာသုံးမှာပဲအများဆုံးသုံးတယ်နံပါတ်114ကလည်းအဲ့လိုပဲစာမှာပဲအများဆုံးသုံးတယ်ဘာလဲဆိုတော့နောင်ရနောက်မှာတို့အိုင်မတဲ့ဒါမှမဟုတ်ကအိုင်မတဲ့ဆိုပြီးတော့သုံးတယ်အဓိပ္ပာယ်ကတော့တစ်ခုနဲ့တစ်ခုအတူတူဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်အဲ့လိုအတူတူဆိုတဲ့အဓိပ္ပာယ်မျိုးမှာအသုံးပါတယ်အဲ့တော့အကြည့်ပံကိုကြည့်မယ်ဆိုလို့ရှိရင်ရှုကန်နော်ဘယ်လိုပြောအင်ဂီက巧みなストーリー発展と相まって展開と相まって人気を呼びそのドラマは視聴率トップを獲得したဒီဇက်ဆောင်ရဲ့တရုပ်ဆောင်မှုကျွမ်းကျင်ခြင်းနဲ့ဇက်ဆောင်ရဲ့တရုပ်ဆောင်မှုနဲ့ပေါ့နော်ဇက်ဆောင်ရဲ့တရုပ်ဆောင်မှုကဆိုကလေးကိုပါလာပြန်လိုက်မယ်ဇက်ဆောင်ရဲ့တရုပ်ဆောင်မှုကတာကူမီနာစတိုရီဆိုတာကဒီကျွမ်းကျင်တဲ့ story ဖွင့်ပြမှုပေါ့နော်အဲ့ဒါနဲ့ပေါင်းစည်းသွားပြီးတော့နာနီနာနေတို့အိုင်မာတဲ့ပေါ့နော်ကွက်လက်ကကွက်လက်နဲ့ပေါင်းစည်းသွားပြီးတော့ဒီလူကြိုက်တွေများလာပြီးတော့အဲ့ဒီ drama ဆိုလို့ရှိရင်ကြည့်ရှုနှုန်းအမြင့်ဆုံးကိုရောက်ရှိသွားခဲ့ပါတယ်နောက်နိဗ္ဗာန်ကကြတော့この絵はリアルな描写に幻想的な世界観が相まって忘れがたい印象を与えるဒီပကြီးအားဆိုလို့ရှိရင်တကယ်အစစ်နဲ့တူတဲ့သရုပ်ဖော်ချက်တွေမှာဘာရောသွားလဲဆိုတော့ fantastic ဖြစ်တဲ့စမ်းပြတဲ့ကဘာကြီးရဲ့အမြင်ကရောသွားပြီးတော့ဒီမေးရခတ်တဲ့အင်ရှောကိုမေးရခတ်တဲ့ impact မျိုးကိုရရှိစေပါတယ်တဲ့အဲ့တော့တကယ်အစစ်နဲ့လည်းတူတဲ့တခြားကဘာကြီးပုံစံမျိုးပေါ့နော်အဲ့လိုပြောတာဖြစ်ပါတယ်ဆမ်မန်ကဂင်းစင်စာရဲတာ材料と富士山が運んだ水冷たく澄んだ空気とが相まってこそ我が社が誇るウイスキーができるのですတေချာရွေးချယ်ထားတဲ့ကုန်ကျန်းပစ္စည်းတွေနဲ့ပါဝင်ပစ္စည်းတွေနဲ့ပေါ့နော်ကန်ညိုပါဝင်ပစ္စည်းတွေနဲ့ဖူဂျီဆန်ကနေပြီးတော့ရရှိလာတဲ့ရေပြီးတဲ့အခါကျတော့တေချာအေးခံထားတဲ့တေချာအေးနေတဲ့လေဒူးတွေကိုပေါင်းဆက်ထားပြီးတော့ကျွန်တော်တို့ကုမ္ပဏီရဲ့ဂုဏ်ယူပွဲဝီစကီကိုထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ယွန်ဘန်今回の全員合格という環境は学生たちの努力と教師の熱意が相まって初めに成し遂げられたものです。ဒီတစ်ချိန်ရဲ့အားလုံးကိုကခုဖြစ်သွားတယ်လို့ဆိုတဲ့ခိုင်းကျော်ဆိုတာကျင့်တဲ့ဆရာဆွမ်းဆောင်မှုဟာဆိုလို့ရှိရင်ကျောင်းသားတွေရဲ့ဒီစူးစမ်းမှုနဲ့ကျော်ရှိပါမောက္ခတွေဆရာတွေရဲ့နေဆွေဆိုတာကဒါစိတ်သက်ပြင်းပြမှုတွေကိုပေါင်းစည်းပြီးတော့ပထမဆုံးပေါင်းဆက်ခဲ့တဲ့အရာဖြစ်ပါတယ်အဲ့တော့အိုင်မာတေကိုတစ်ခုနဲ့တစ်ခုပေါင်းဆက်ပြီးဆိုတဲ့နေရာမှာသုံးပါတယ်
ဒီဗီဒီယိုရဲ့နောက်ဆုံးနံပါတ်ဖြစ်တဲ့နံပါတ်115မှာတော့နောက်ထပ်မှမဟုတ်လို့ရှိရင်ကြီးရှော့ဖောင်းနိခတာခုနိုင်ဆိုတဲ့ grammar လေးကိုကြည့်ရမှာဖြစ်တယ်သူကစုကုနီနာနီနာနေတဲ့ခီရုဆိုတဲ့အဓိပ္ပာယ်ပါချက်ချင်းကိုကွက်လက်လုံးနိုင်တယ်အပြည့်အဝကိုကွက်လက်လုံးနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်နိခတာခုနိုင်ကကြတော့လုံးနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်ပါတယ်အဲ့တော့一番当然の定点ほら定点でエレベーターに当時込められた人の不安と恐怖は想像に難くないရုတ်တရက်ကြီးမီးပြတ်သွားပြီးတော့ဓာတ်လေကားထဲမှာပိတ်မိလိုက်တဲ့လူရဲ့စိတ်တုံလုံးခြောက်ချမှုကချက်ချင်းကိုစိုးစိုးလုံးနိုင်တယ်ပေါ့နော်ချက်ချင်းကိုမြင်အောင်ကြည့်လို့ရပါတယ်အရင်မခက်ခဲဘူးချက်ချင်းကိုမြင်အောင်ကြည့်လိုက်လို့ရတဲ့ကိစ္စဖြစ်ပါတယ်2番が新しいタイプの芸術に対して評価が分かれるのは推測に難くないဒီအနုပညာအသစ်နဲ့ပတ်သက်ပြီးတော့အနုပညာ type ပုံစံအသစ်နဲ့ပတ်သက်ပြီးတော့ဗောနော်ဒီလူတွေရဲ့တန်ဖိုးထားမှုတွေပြီးလို့ရှိရင်ဝေဖန်မှုတွေကအမြင်တွေကပေါ့နော်ဝါကာတဲ့လူကွဲပြားနေတယ်ဆိုတာကခံမှန်းရလွယ်ပါတယ်။အော်ဒါဒီအနုပညာအသစ်ထွက်လို့ရှိရင်တော့လူတွေကအမြင်တွေကွဲကြမှာပဲဆိုတာခံမှန်းဖို့လွယ်တယ်ပေါ့နော်ချက်ချင်းကိုခံမှန်းနိုင်ပါတယ်။ဇာမန်က福作用の可能性が考えれば新薬の使用に慎重にならざるを得ないのは想像に難くないဒီဆေးရဲ့ဘေးထွက်ဆိုးကျိုး side effect တွေရှိနိုင်တာကိုစဉ်းစားမယ်ဆိုလို့ရှိရင်ဆေးအသစ်အသုံးပြုမှုကိုဂရုတစိုက်မလုပ်လို့မရဘူးဆိုတာကိုအားလုံးပဲမြင်အောင်ကြည့်လို့ရတယ်ခံမှန်းကြည့်လို့ရတယ်လို့ထင်ပါတယ်။4番リーダーたるもの苦しい決断を迫られるであろうことは予想に難くないလီဒါဖြစ်လာပြီဆိုတာဖြစ်တဲ့အတွက်ကြောင့်လီဒါဖြစ်တဲ့အတွက်ကြောင့်ခေါင်းဆောင်ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒီခက်ခဲတဲ့ဆုံးဖြတ်ချက်တွေချဖို့ကိုဖိအားပေးခံရတော့မယ်ဆိုတာကကြိုတင်ခံမှန်းလို့ရပါတယ်ကိုဗန်ဆိုလို့ရှင်ကိုရဲရာနော်ကိုရဲကူရှွန်အိုမီတယ်ကဒီစူးစီးမှုကိုကြည့်မယ်ဆိုလို့ရှင်အိုဟာရာရှိကဘီဂျူဆူဟင်နီဆိုဂေက深かったことはさするに硬くないဒီ collection ပေါ့နော်ဒီအနုပညာစုစည်းမှုကိုကြည့်မယ်ဆိုလို့ရှိရင်အိုဟာရာဆိုတဲ့သူကအနုပညာပစ္စည်းတွေမှာဗဟုသုတတွေကျွယ်ဝနေတယ်ဆိုတာကိုညွှန်ပြနေပါတယ်ခံမှန်းရတာမခက်ပါဘူးချက်ချင်းခံမှန်းနိုင်ပါတယ်ဆိုတဲ့အဓိပ္ပာယ်လေးဖြစ်တယ်အဲ့တော့နိခါတာခုနိုင်ကစုကုနီတေခီရိုဆိုတဲ့အဓိပ္ပာယ်လေးဖြစ်တယ်ပေါ့နော်私တို့ဒီ day 23ထိရောက်လာပြီနောက်ထပ်နှစ်ခုပေါ့နော်နောက်ထပ်ဗီဒီယိုနှစ်ခုပြီးလို့ရှိရင်တော့ trigram မှာလုံးဝပြီးသွားမှာဖြစ်ပါတယ်အဲ့တော့နောက်ထပ်ဗီဒီယိုနှစ်ခုမှာအားလုံးနဲ့အတူတူပြန်ဆောင်ကြပါမယ်နော်